အားလုံးပဲမင်္ဂလာပါဒီနေ့ဒီဇင်ဘာလ9ရက်နေ့เนาะ9ရက်နေ့မှာတော့သတင်းမီဒီယာတွေမှာတကယ် highlight လုပ်ထားတဲ့သတင်းတွေကတော့ Joshua Ben ကမ္ဘာချန်ပီယံကမ္ဘာကိုရသွားတဲ့အဲ့ဒီသတင်းကတော့ထိပ်စီးသတင်းနဲ့เนาะယူထားတယ်ပြီးလို့ရှိရင်တော့ KNU ကနေပြီးတော့ KNL လို့ခေါ်တဲ့စစ်တပ်ကိုအာဏာလွှဲလိုက်တဲ့ကိစ္စကလည်းကျွန်တော်တို့သတင်းထုတစ်ခုနဲ့တွေ့ရတယ်ပြီးလို့ရှိရင်တော့မိုးကုတ်เนาะမိုးကုတ်ကိစ္စကလည်းကျွန်တော်တို့သတင်းထုတစ်ခုအနေနဲ့တွေ့ရတယ်အဲ့ဒါကအင်ယူဂျီရဲ့လှုပ်ရှားမှုတွေပေါ်လာတယ်เนาะပေါ်လာတယ်အဲ့ဒီသတင်းတွေကျွန်တော်တို့တွေ့ရမယ်ဆိုတော့ပထမဆုံးကတော့ဒီလာရှိုမှာဆိုလို့ရှိရင်မျိုးရင်းကိုတရုတ်ရဲ့စစ်ဆက်ညှိနှိုင်းမှုကြောင့်ပေးလိုက်တယ်เนาะပေးလိုက်တယ်အဲ့ဒီလာရှိုရဲ့အပြင်ဖက်မှာဘယ်သူရှိလဲဆိုလို့ရှိရင် MND ရှိတယ်ဆိုတော့အခုကဒီနေ့တက်တဲ့သတင်းကတော့ဒီလာရှိုရဲ့အပြင်ဖက်မှာဒီ MND ထိန်းချုပ်ထားတဲ့နေမြေတွေမှာနောက်နေမြေတွေမှာအဲ့ဒီမှာနောင်မော်ရဲ့မေဟန်ရဲ့ခေနင်းရဲ့အဲ့ဒီရွာတွေမှာဒီမအလာရဲ့လဝကတွေကိုနေပြီးတော့ခေါ်သွင်းလာပြီဆိုတဲ့တည်င်းတွေဒီနေ့တွေ့လာရတယ်ဆိုတော့ဒါကတော့ TNL ကိုအားချလို့လားမသိဘူးเนาะ TNL လို့အဆေးမခံရလို့လားဘာလဲတော့မသိဘူးเนาะသူတို့သွင်းလာပြီဆိုတဲ့တည်င်းကိုကျွန်တော်တို့တွေ့ရတယ်သွင်းလာမှာပဲเนาะသူတို့လက်ဝါကြီးရိုက်ပြီးတော့အခုနာမည်ပေါ်တာကတော့လာရှုတစ်ခုတည်းပေါ့ပြီးနောက်ကွယ်မှာအဲ့လိုပဲဖြည်းနဲ့သူတို့ကပြန်ပြီးတော့ပေးမှာပဲဘလုံးပေးမှာပဲအဲ့ဒါသူတို့လက်ဝဲရိုက်ပြီးတော့အဲ့ဒီမှာသူတို့ဆက်ဆံရေးရုံနဲ့ရှိမယ်အဲ့ဒီအခွန်တွေကိုကောက်တာကိုဝေစားများစားလုပ်မယ်အဲ့ဒါနဲ့ပဲသူတို့ကပြီးသွားပြီတော်လာရေးမှာသူတို့ကအလောက်ပဲပါဝင်တော့မယ်အဲ့လောက်ပဲနဲ့အဆုံးသတ်ပြီပေါ့เนาะဆိုတော့အခုကတော့ TNL ကိုအားချပြီးတော့เนาะ MND ကလဝကတွေကိုခေါ်သွင်းလာတယ်ဆိုတဲ့သတင်းနောက်တစ်ခုကမန္တလေးတိုင်းတောင်ပါမြင်းချန်လမ်းမှာဆိုလို့ရှိရင်စေချောင်းထိုးလာတဲ့အဲ့ဒီစေချောင်းကနေပြီးတော့เนาะဒီလူသားတိုင်းဖြစ်နေသူတို့ကဖမ်းဆီးတယ်ပြီးလို့ရှိရင်တော့ရွာ6ရွာကိုအင်ချီ200လောက်မင်းရှို့ဖျက်ဆီးလိုက်တယ်ဆိုတဲ့တင်ရလဲဒီနေ့တော့တက်လာတယ်ဆိုတော့ဒီစကားစစ်ကြုံထိုးတဲ့နေရာတိုင်းမှာမင်းရှို့တယ်နော်မင်းရှို့တယ်အဲ့ဒါကတော့တကယ်တော့တွင်ကျလုပ်တဲ့အလုပ်တစ်ခုဖြစ်တယ်ဆိုတော့သူရဲ့အလုပ်တကယ် professional life မင်းရှို့တဲ့အလုပ်อ่ะဆိုလို့ရှိရင်တော့တကယ် professional life ဖြစ်နေတယ်နော်ဒါပေမဲ့ကဘာအလေမှာဆိုလို့ရှိရင်ဒီနေ့ထက်သူ့ကိုနော်ဘာတစ်ခုမှအပြည့်ယူနိုင်တဲ့အဆင့်တော့မရှိသေးဘူးဒီပေတော့ရှင်သန်နေတော့ပဲနော်အဲ့ဒီဟာဆိုလို့ရှိရင် view ဟာမြောက်အောင်မြင်နေတော့ပဲဆိုတဲ့ဟာကိုတော့ဒီနေ့ထက်တွေ့နေရတာပဲနောက်တစ်ခုက Joshua Ben နော် Joshua Ben ဟာဆိုလို့ရှိရင်ဘန်ဒိုဂျာနဲ့ထိုးတယ်အဲ့ဒါကဘရာဇီးရဲ့ချန်ပီယံနော်ချန်ပီယံကပတ်ရထားတဲ့လူတစ်ယောက်ဖြစ်တယ်သူကနေပြီးတော့ကပတ်လူပွဲပေါ့နော်ကပတ်လူပွဲဒီမှာကျင်းပါတယ်ခါကျတော့အခုဒီပွဲကနော် UFC ပေါ့နော် UFC မှာဆိုလို့ရှိရင်ကျွန်တော်တို့နော် fly weight down ပေါ့fly weight down ဆိုတာတော့ light လေးမဟုတ်ဘူး fly နော် fly weight down ဖြစ်တဲ့ကမ္ဘာချန်ပီယံဆုကိုရထားတဲ့ခုနကဘရာဇီးနိုင်ငံသားဘန်ဒိုဂျာကိုနေပြီးတော့အဲ့ဒီမှာဒီ Las Vegas မှာပေါ့သူတို့ထိုးကြတယ်နော်ထိုးကြတဲ့ခါကျတော့ဒီမှာတော်တော်အားရပါရကျွန်တော်တို့ကြေးရမလားဆိုပြီးမှကျွန်တော်တို့အမျိုးနဲ့တန်းတက်နေကြတာပေါ့နော်တင်တက်နေကြတယ်ဒါပေမဲ့အဲ့ဒီမှာဖြစ်ချင်တာကလုံးဝမထိုးလိုက်ရဘူးနော်မထိုးလိုက်ရဘူးအဲ့ဒီမှာပွဲတေတာနဲ့ချက်ချင်းပဲနော်ပွဲတေတာနဲ့ချက်ချင်းပဲအဲ့ဒီမှာကိုဖက်ကဒီချန်ပီယံကစတော့ကန်တယ်နော်ကန်တဲ့အခါကျတော့ဒီပခုံးအပေါ်မှာရောက်တော့တယ်သူ့ရဲ့ခြေထောက်ကပခုံးပေါ်မှာရောက်သွားတယ်ရောက်သွားတဲ့အခါကျတော့လက်နဲ့ဖမ်းမိတယ်သူကနော်ဖမ်းမိပြီးတော့ပခုံးပေါ်မှာတင်ပြီးသားဖြစ်တယ်ဆိုတော့အဲ့ဒါကိုနေပြီးတော့လက်နဲ့နေပြီးတော့တွန်းထုတ်လိုက်တယ်နော်တွန်းထုတ်လိုက်တဲ့ခါကျတော့မြေပေါ်မှာပြုတ်ကျတယ်မြေပေါ်မှာပြုတ်ကျတဲ့ခါကျတော့ဘေးဖက်လက်ပေါ့နော်ဘေးဖက်လက်နဲ့အရင်ဆုံးသူပြုတ်ကျတယ်ပြုတ်ကျတဲ့ခါကျတော့အဲ့ဒီပြုတ်ကျတဲ့လက်ကဒီတထောင်ဆစ်လွဲသွားတယ်လွဲသွားတဲ့ခါကျတော့သူကလုံးဝအဲ့ဒီမှာထားပြီးတော့ကိုကထက်ထိုးမလို့နော်အဲ့ဒီမှာထိုးလို့မရတော့နော်ထိုးလို့မရတော့ဘူးတိုင်ကပိတ်လိုက်တယ်ဘာဖြစ်လို့ဆိုတော့အဲ့ဒီမှာသူကတော်တော်ကိုနာသွားပြီအဲ့ဒီမှာလုံးဝလှုပ်လို့မရတော့ဆိုတော့အဲ့ဒီမှာပဲသူအရှုံးပေးလိုက်တယ်အဲ့ဒီမှာသူခပတ်ကိုပေးတဲ့လွှဲတဲ့အထီတောင်မှသူမနေတော့အဲ့ဒီကနေထွက်သွားတယ်เนาะအရေးပေါ်အဲ့ဒီမှာကုသမှုသူထွက်သွားတယ်เนาะထွက်သွားတယ်ဆိုတော့အဲ့ဒီမှာသူများတွေပြောတာတော့26စက္ကန့်လို့ပြောတယ်20စက္ကန့်လို့လေတချို့မီဒီယာတွေမှာရေးကြတယ်ကျွန်တော်မြင်တာတော့အဲ့ဒီမှာကျွန်တော်လည်းကြည့်တယ်เนาะစောင့်ပြီးတော့ကျွန်တော်ကြည့်တဲ့ခါကျတော့ကျွန်တော်ကတော့အဲ့လောက်စက္ကန့်ကြာမလို့မထင်ဘူးเนาะအဲ့ဒီမှာနော်တေးပေးလိုက်တာတော့ဟိုကောင်စက္ကန့်တာပဲเนาะကန်တာနဲ့ချက်ချင်းကိုဟိုကတွန်းထုတ်လိုက်တာနဲ့ဖြစ်တာပဲဆိုတော့ဒီ8စက္ကန့်10စက္ကန့်အဲ့လောက်ပေါ့ကြလောက်မှမရှိမထင်နဲ့တော်တော်ကိုမြန်တယ်ဆိုတော့အဲ့ဒီမှာသူလေးကြတာတော့ဘာလို့အဲ့ဒီမှာနားတဲ့အဲ့ဒီဟာတွေတွက်လို့ရှိရင်တော့အလောက်တော့ဖြစ်မယ်ဒါပေမဲ့တကယ်တော့ဖြစ်တဲ့အချိန်ကတော့တိတ်တိုးတယ်နော်တိတ်တိုးတယ်တေးပေးလိုက်တာနဲ့ဟိုကောင်စကန်တာပဲကန်တာနဲ့ဟိုကောင်ကခြေတော့ကိုဖမ်းမိတယ်ဖမ်းမိပြီးတော့ဟိုကတွန်းထုတ်လိုက်တဲ့ခါကျတော့အဲ့ဒီမှာအောက်ကိုပြုတ်ချပြီးတော့ဒီတထောင်စစ်ကလွဲသွားတယ်ဆိုတဲ့ခါကျတော့အဲ့ဒီမှာပဲသူကရှုံးပေးလိုက်တယ်အဲ့ဒီကပတ်ချန်ပီယံဒီကပတ်ကိုနေပြီးတော့လွယ်လေးပဲဘာမှအနာလည်းမရှိဘူးအစားလည်းမရှိဘူးအခုနကဒီတွေးထွက်တန်ရမှုလည်းဘာတစ်ခုမှမရှိဘူးเนาะ
အဲ့ဒီမှာစက္ကန့်ပတ်လောက်မှာပဲသူရှုံးသွားတယ်ခပတ်တစ်ခုလွယ်လွယ်လေးနဲ့ရသွားတယ်နော်တော်တော်ကိုနော်လိုမျိုးဖြစ်တဲ့ခါကျတော့ကြည့်တဲ့လူတွေကတော့နော်ကြည့်တော့မကြည့်လိုက်ရသေးဘူးကိုရပြီးသွားပြီနော်ပြီးသွားပြီအဲ့လိုမျိုးပုံစံမျိုးတော့ရှိတယ်နော်အဲ့ဒီမှာဆိုလို့ရှိရင်ဒေါက်တာဆဆာတို့ဘာလို့အားပြီးတော့ကိုယ်တိုင်အားပေးတဲ့ဟာတွေကလည်းဓာတ်ပုံတွေတက်လာတယ်ဆိုတော့နော်အဲ့ဒီချန်ပီယံဘတ်ကိုရရှိတယ်လို့မြန်မာပြည်က2ယောက်ရှိပြီပေါ့နော်အော်လိုင်းဆန်ကတော့နှစ်ခုနော်နှစ်ခုကိုရရှိတယ်အခုရောရှိုတန်ကတော့အသက်25နှစ်နော်အသက်ငယ်ဆုံးပဲနော်အသက်ငယ်ဆုံးပဲဆိုတော့အသက်ငယ်ဆုံးသူတက်ငယ်တဲ့လူတယောက်ရှိသေးတယ်နော်အဲ့ဒီမှာတယောက်ရှိသေးတယ်အဲ့ဒါကဒီ light heavyweight မှာရှိတယ်အဲ့ဒါကဒီသူ့ထက် heavyweight နဲ့ကြီးတယ်ဒါပေမဲ့အသက်23နှစ်ပဲနော်23နှစ်ပဲဆိုတော့သူတို့နှစ်ယောက်ပဲရှိတယ်အသက်အငယ်ဆုံးမှာဆိုတော့အဲ့ဒီတင်ကတော့ဒီကေမြန်မာပြည်သားလေးဖြစ်တဲ့ခါကျတော့တင်မီဒီယာမှာတော်တော်ကိုလုံးဝထားတဲ့တင်တစ်ပုဒ်တစ်ခုအနေနဲ့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကဒီစကိုင်းတိုင်းမော်လိုက်မော်လိုက်မှာဆိုလို့ရှိရင်တော့ဒီကလေးရောမှာဆိုလို့ရှိရင်စစ်ကြောင်းထိုးတယ်အဲ့ဒီမှာရွာတွေကိုနေပြီးတော့မီးရှို့တယ်နော်မီးရှို့တဲ့အခါကျတော့အဲ့ဒီမှာအင်ချေပေါင်း60နော်ပြန်ကျသွားတယ်ဆိုတဲ့ဟာကိုလည်းတွေ့ရတယ်နောက်တစ်ခုကအခုမိုးကုတ်အချင်းနေတောင်မိုးကုတ်အချင်းနေအဲ့ဒါက TNL လေးစုပ်ပေးသွားတယ်စုပ်ပေးရုံကမကလို့သူတို့ကတကယ်နော်ဒီစက္ကစကိုခေါ်သွင်းလာတယ်ပထမတော့အယတဝင်းနဲ့သူတို့တောင်းသွင်းတယ်ပြီးလို့ရှိရင်တော့သူတို့အဝတ်စားနဲ့သွင်းတယ်ပြီးလို့ရှိရင်တော့သူတို့ရဲ့တကယ်စက္ကစရဲ့အဝတ်စားတွေနဲ့ရင်တန်းတွေကိုရှာနေချီပြီးတော့နော်အဲ့လိုမျိုးသွင်းလာတယ်သွင်းလာတယ်အဲ့ဒီမတိုင်မင်ကလည်းသူတို့ဆွေးနွေးမှုတော့ရှိတာပေါ့ဒီဝင်တဲ့အချိန်မှာလုံးဝသူတို့ကိုနှုတ်ဆက်ပေးရဘူးအဲ့ဒီမှာသူတို့ဝင်ပြီးလို့ဒီမျိုးထက်မှရောက်ပြီဆိုတာနဲ့ခင်ဗျားတို့တိုက်လို့ရတယ်အဲ့ဒီပြတော့အဲ့ဒီကနေစပြီးတော့သူတို့တိုက်တယ်နော်တိုက်တဲ့ခါကျတော့ခုကတော့တကယ့်အရေးကြီးတဲ့စကန်ကုန်းတစ်ခုကိုဒီဖက်ကရပြီနော် PDF တွေကရရှိထားတယ်ဆိုတဲ့ဟာကိုဘယ်သူတွေကထုတ်ပြန်လဲဆိုလို့ရှိရင် UNG ဆိုတော့ UNG ရဲ့ခြေကနည်းနည်းပေါ်လာပြီနော်အခုဒီနေရာမှာဘာလို့ဆိုတော့အဲ့ဒီနေရာမှာသူကတော့နော်အနိကနော်စောင့်ကြည့်ပြီးတော့ကိုကင်းနေတယ်ဆိုပြီးတော့သူထုတ်ပြန်ထားတာကိုလည်းတွေ့ရတယ်တရားဝင်ထုတ်ပြန်ထားတယ်ဆိုတော့အဲ့လိုမျိုးတရားဝင်ထုတ်ပြန်တဲ့စစ်ပွဲကအခုမိုးကုတ်တစ်ခုရှိတယ်နော်မိုးကုတ်တစ်ခုရှိတယ်သူတို့ကတကယ်အနိကကြည့်တယ်လို့လည်းသူတို့ပြောထားတယ်ဆိုတော့အဲ့ဒါကပထမဆုံးအချိန်နော်ဒီ UNG ရဲ့တိုက်ပွဲပေါ့နော်တိုက်ပွဲနော်ဥဆောင်တော့တိုက်တဲ့တိုက်ပွဲကတော့အခုမိုးကုတ်တစ်ခုရှိလာပြီနော်တစ်ခုရှိလာပြီကိုသူတို့စခန်းကုန်းတစ်ခုကိုလည်းသူတို့ရရှိထားတယ်တကယ်အရေးကြီးတဲ့စခန်းကုန်းလို့ပြောထားတယ်ဆိုတော့အဲ့ဒါကတော့သတင်းကောင်းပေါ့နော်သတင်းကောင်းပေါ့ UNG ကစပြီးတော့အဲ့ဒီမိုးကုတ်ကိုနော်ဦးစီးပြီးတော့တိုက်ခိုက်နေတယ်ဆိုတော့သတင်းကတော့ကျွန်တော်တို့တဲ့သတင်းကောင်းတစ်ခုအနေနဲ့တွေ့ရမယ်နောက်တစ်ခုကကရင်ပြည်နယ်မြောက်ဒီမင်းလက်ပံပေါ့မင်းလက်ပံကို KNU ကနေပြီးတော့ဝင်သိမ်းတဲ့ခါကျတော့အဲ့ဒီမှာကြားဖြတ်တော့အများကြီးဖမ်းလို့ရတယ်ဖမ်းလို့ရတဲ့ခါကျတော့အစပိုင်းကဒီထိုင်းဘက်ကနေပြီးတော့နော်သူတို့ကပါဝင်ပူးပေါင်းမှုရှိတယ်။ဘာဖြစ်လို့ဆိုတော့ထိုင်းဘက်ကိုကူးတဲ့အခါမှာထိုင်းဘက်ကလုံးဝမလက်မခံဘူး။နော်လက်မခံဘူး။အဲ့ဒီတောင်ရဲမြတ်မှာပဲတောင်တင်နေကြတယ်။နော်တော်တော်ကိုအဲ့ဒီမှာအခုကတော့အဲ့ဒါကိုနေပြီးတော့ KNU ကပြောတယ်အဲ့ဒီသူတို့သိမ်းစစ်ထားမိတဲ့လက်စတွေပေါ့အဲ့ဒီပြတော့သူတို့ရဲ့တကယ်နော်ဖုလို့ရတဲ့တက်သေးတွေကိုနေပြီးတော့သူတို့ထိမ့်သိမ်းထားတဲ့နိုင်ငံတကာကိုပြမလို့ပြောတဲ့ခါကျတော့အဲ့ဒီမှာစကားကနေပြီးတော့စစ်ချုံချုံနဲ့ထိုးတယ်။ထိုးတဲ့ခါကျတော့အဲ့ဒီမှာကတိုက်ပွဲကပြင်းထန်နေတယ်နော်ပြင်းထန်နေတယ်ဟုတ်ဖက်မှာထိုင်းဖက်မှာလည်းလက်နဲ့ပကခဏခဏကြားတယ်နော်ခဏခဏပထမတစ်ခေါက်ကြားတယ်ကြားတဲ့ဟာကိုအဲ့ဒီဘက်ကနော်120မအတန်ပုံးနဲ့သူတို့နော်9လုံးပြစ်တယ်အခုထပ်တော့ကြားတယ်နော်ဗီဒီယိုဖိုင်နဲ့တက်လာတဲ့အခုနော်ဟုတ်ဖက်မှာကြားတယ်အသေးပြောင်းလေးရှိတယ်ဆိုတဲ့ခါကျတော့ထိုင်းဖက်ကလည်းတကယ်နော်နောက်တစ်ခေါက်ကြားလို့ရှိရင်စေးရတုံ့ပြန်မယ်ဆိုပြီးပါသူတို့ကလည်းပြောထားတာရှိတယ်ဆိုတော့အခု KNU ကအဲ့ဒီမှာအရေးပေါ်နော်အရေးပေါ်အခြေအနေကိုရောက်သွားပြီရောက်သွားတဲ့ခါကျတော့ KNU ကဒီသူ့ရဲ့အစိုးရပေါ့နော်ဆိုရင် KNU ကအစိုးရဖြစ်တယ်အဲ့ဒါကိုနေပြီးတော့စစ်တပ်ဖြစ်တဲ့ KNL ကိုအားလုံးအာဏာကိုထွေးပြောင်းလိုက်တယ်အခုမင်းလက်ပံကိုနေပြတော့သူတို့စစ်အုပ်ချုပ်ရေးကျင်ညာဖို့အတွက်အဲ့ဒီမှာစစ်အုပ်ချုပ်ရေးနဲ့သူတို့အုပ်ချုပ်တော့မယ်နော်အဲ့ဒီ KNU ကလုံးဝမကင်တော့ဘူးနော်စကားစလိုပဲခုနကစစ်တပ်ကအာဏာပေးလိုက်ပြီအရေးပေါ်ဘာဖြစ်လို့ဆိုတော့အဲ့ဒီမှာဒီကြားဖြန့်နဲ့ဒီဖက်နဲ့ဟိုဖက်နဲ့နော်ဒီလုံခြုံရေးတွေကတော်တော်ကိုစိုးရင်နေရတဲ့အခြေအနေမှာရောက်တဲ့ခါကျတော့အဲ့ဒီ KNU ကနေပြီးတော့ KNL လို့ခေါ်တဲ့သူ့ရဲ့စစ်တပ်ကိုအာဏာကုန်နော်လွှဲလိုက်ပြီဆိုတဲ့တည်င်းကိုလည်းကျွန်တော်တို့တွေ့ရတယ်အဲ့ဒီပြတော့တော်တော်ကိုပြင်းထန်နေတယ်အဲ့ဒီမှာဆိုတော့ဒီ KNU က KNL ကိုနော်တကယ်အာဏာကိုလွှဲလိုက်ဒီတစ်ခါပဲကြားဖို့တယ်နော်ကြားဖို့တယ်ဆိုတော့စစ်တပ်ကိုပဲအာဏာပေးလိုက်ဒီပြတော့အဲ့ဒီမှာစစ်အုပ်ချုပ်ရေးအနေနဲ့သူတို့လုတ်ကင်တာကိုတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကစကိုင်းတိုင်းဒီဘေးရဲ့အရှိချမ်းပေါ့မရကန်မှာဆိုလို့ရှိရင်အဲ့ဒီမှာပုံကျဲတယ်နော်ပုံကျဲတဲ့ခါကျတော့အဲ့ဒီမှာနော်18ဦးသေးတယ်နော်ပွေးချင်းပြီးသေးတယ်နော်အခုနောက်ပိုင်းထွက်လာတာကတော့20ထိတော့မှတက်လာပြီเนาะအဲ့ဒီမှာအသေးပြောက်ရှိတဲ့လူအဲ့ဒီမှာဒဏ်ရာရရှိတဲ့လူကတော့ရောက်ပေါင်း30เนาะအင်ချီကတော့10လုံးเนาะအဲ့ဒီမှာပြချသွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့အဲ့ဒါကတော့တကယ်เนาะစကားပုံချတာเนาะအပေါ်ကနေဒီဘေးရေးမှာเนาะအဲ့ဒီတည်င်းရတဲ့တူတော်ကိုတည်င်းတပ်ပုံတွေတက်လာတယ်အဲ့ဒီမှာကြော်စောတည်င်းလို့ပြောလို့ရတယ်အဲ့ဒါတည်င်းကြီးလို့လည်းပြောလို့ရတယ်အဲ့ဒီတည်င်းရလဲဆိုတော့တော်တော်ကိုတည်င်းမီဒီယာတိုင်းတွေမှာဖော်ပြထားတဲ့အကြောင်းအရာတစ်ခုနောက်တစ်ခုကဒီပုံမော်เนาะပုံမော်မြို့တင်တိုက်ပွဲကတော့ကျွန်တော်တို့ဘေးကနေစပြီးတော့သူတို့တိုက်တာလဲဆိုလို့ရှိရင် KIA က2020နဲ့လေဒီဇင်ဘာလ4ရက်နေ့ကနေစပြီးတော့တိုက်တာเนาะတိုက်တာဆိုတော့အခုဒီဇင်ဘာလ
ဒီ9ရက်လောက်ဆိုတော့ကြော်တော့ပြီတစ်နှစ်ရှိတော့ပြီ12လရှိပြီလုံးဝတင်လို့မရသေးဘူးဒါပေမဲ့ဒီနေ့ကဲကိုကနေပြီးတော့ထုတ်ပြန်တာကပါလဲဆိုလို့ရှိရင်เนาะဒီပုံပေါ်မျိုးသိန်းတိုက်ပွဲကိုเนาะအဆုံးတိုင်ထိအပြီးသက်သိမ်းနိုင်ဖို့အတွက်သူတို့ဆက်လက်ပြီးတော့တိုက်ခိုက်မယ်เนาะတိုက်ခိုက်မယ်သိမ်းပိုက်မယ်ဆိုပြီးတော့သူတို့ထုတ်ပြန်ထားတာကိုတွေ့ရတယ်အဲ့ဒါက KIO ကတော့အစိုးရ KIA ကတော့ကျွန်တော်တို့စစ်တပ်ပေါ့เนาะစစ်တပ်ဆိုတော့အခု KIA အစိုးရသူတို့ရဲ့အစိုးရကနေပြီးတော့ထုတ်ပြန်ထားတာဖြစ်တယ်ဆိုတော့အဲ့ဒါမှာကျွန်တော်တို့ပြည်သူလူထုတွေနော်ပါဝင်ပြီးတော့ပူးပေါင်းကြဖို့ဆိုပြီးတော့လေတိုက်တွန်းထားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကရှမ်းတောင်နော်ရှမ်းတောင်မှာဆိုလို့ရှိရင်လည်းဒီပင်လောင်းနဲ့ဖေခုံအဆက်မှာရှိတဲ့ဒီအဲ့ဒီမှာဆိုလို့ရှိရင်နော်တကယ်တိုက်ပွဲတွေဖြစ်နေတယ်နော်တိုက်ပွဲတွေဖြစ်နေတယ်အဲ့ဒီမှာစကားစနဲ့ PNL တို့သူတို့နော်ပြည်သူစစ်တွေနဲ့အဲ့ဒီမှာတိုက်ပွဲတွေဖြစ်နေတယ်နော်တိုက်ပွဲတွေဖြစ်တဲ့ခါကျတော့အဲ့ဒီမှာအရာရှိအပါအဝင်9ယောက်နော်9ယောက်ဖေးတယ်3ယောက်ကိုဖမ်းဆီးရမိတယ်လက်နက်ခဲရတွေလည်းအများကြီးသူတို့ထုတ်ပြထားတာကိုတွေ့ရမှာဖြစ်တယ်အဲ့ဒါကဒီဘက်မှာဖေခုံဆိုတော့ဂရနီဘက်မှာပေါ့နော်ရှမ်းတောင်ဒီဖေခုံဆက်မှာနော်ဖေခုံဆက်မှာနောက်တစ်ခုကဒီဒီဇင်ဘာလ10ရက်နေ့ငါမှာဆိုလို့ရှိရင်အတန်တိတ်မြန်မာနိုင်ငံတပြည်နေလုံးနော်မြန်မာပြည်တပြည်လုံးနော်အတန်တိတ်တပိတ်ကိုအဲ့ဒါကဒီတော်လိုင်းရဲ့ဖွဲ့တွေကနိုးဆိုထားတာဖြစ်တယ်အဲ့ဒါကဒေါက်တာတေဇာဆန်းသူကတော့တကယ့်ကိုအသက်ကိုရင်းပြီးတော့အဲ့ဒီမန္တလေးမြို့လေမှာဈေးချိုနီးမှာဆိုလို့ရှိရင်သူတို့ဆန္ဒပြတယ်အဲ့ဒီမှာသူတို့ကျင်းရတယ်ဒီဇင်ဘာလ10ရက်နေ့မှာ10နာရီကနေပြီးတော့3နာရီအထိနော်3နာရီအထိ silent strike ပေါ့နော် silent တပိတ်ကိုနေပြီးတော့ကျွန်တော်တို့ဆင်နွှဲဖို့ဆိုပြီးမှကျင်းရထားတာရှိတယ်ဆိုတော့အဲ့ဒီနေ့မှာအတန်တိတ်နော်တပိတ်ကိုနေပြီးတော့တနိုင်ငံလုံးပါဝင်ဆွေးနွေးကြဖို့နော်တက်နိုင်ဆုံးအိမ်မှာတိတ်နေကြဖို့ဘာဖြစ်လို့လဲဆိုတော့အားလာကြောက်တာကပြည်သူလူထုเนาะကဘာက attention ဖြစ်တာလေပြည်သူလူထုเนาะပြည်သူလူထုရဲ့ပါဝင်မှုကိုအတိအမှတ်ပြုတဲ့အတွက်ကြောင့်เนาะအတိအမှတ်ပြုတဲ့အတွက်ကြောင့်အခုဒီ silent strike ကိုသူတို့လုပ်မယ်เนาะလုပ်မယ်ဆိုတော့ဒီ10နာရီဒီဇင်ဘာလ10နာရီနေပြီးတော့3နာရီအထိအားလုံးပါဝင်ဖို့နှိုးဆော်ထားတာကိုတွေ့ရတယ်ပြီးလို့ရှိရင်တော့ပြည်သူလူထုတွေစန္ဒပေါ်ထုတ်ဖို့အတွက်လက်ပတ်ပေါင်းသန်းနဲ့ချီလို့လုပ်တယ်เนาะသန်းနဲ့ချီလို့လုပ်တယ်အခုပြည်သူလူထုတွေပါဝင်နိုင်အောင်အတွက်ဒီလက်မှတ်ကိုကောက်တယ်เนาะ website မှာသူတို့အကုန်လုံးစန္ဒမေကိုထုတ်ဖော်လို့ရတယ်ပြည်သူလူထုအခုကအဲ့ဒီမှာဆိုလို့ရှိရင်8သိန်းလောက်ရသွားပြီ8သိန်းလောက်ရသွားပြီဆိုတော့အတန်းပြဖို့အတွက်သူတို့ကအဓိကထားခဲ့ထားတယ်เนาะ8သိန်းအထိကောက်လို့ရရှိပြီဆိုတဲ့ဟာကိုတော့ဒီနေ့ထုတ်ပြန်ထားတာကိုတွေ့ရတယ်ဆိုတော့အဲ့ဒါကတော့ပြည်သူလူထုတွေကိုစော်ထားတာက silent strike ကိုဒီဇင်ဘာလ10ရက်နေ့10နာရီကနေပြီးတော့3နာရီအထိလုပ်မယ်ဆိုတဲ့ဟာကိုဒီနေ့ဒီသတင်းမီဒီယာတွေမှာဖော်ပြထားတာကိုတွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့ဒီဇင်ဘာလ9ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆောင်ကြရအောင်ဟုတ်ကဲ့ subscribe ကိုနေခေါင်းကိုနေပေးချပေးကျွန်တော်ဗီဒီယို